မင်္ဂလာပါခင်ဗျ Ants Diary ရဲ့မောင်အန်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့ပြောပြသွားခြင်းတဲ့အကြောင်းအရာကတော့အမေရဲ့စွပ်ပြုတ်အိုးဆိုတဲ့အီတလီစာရေးဆရာကြီးတယောက်ရဲ့စာအကြောင်းအရာလေးကိုပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့စလိုက်ကြရအောင်ခင်ဗျဘဝမှာလွယ်လင်းတကူရယူခံစားနိုင်တဲ့အဖိုးတန်ယရနာတွေအများကြီးရှိတယ်ဗျအလွယ်တကူရရှိနေတာရဲ့အလေးအနက်မပြုတ်မိတာတွေကြောက်မလို့သာဒီအဖိုးတန်ယရနာတွေကိုရှိလို့ရှိမြန်ကျွန်တော်တို့မသိကြဘူးဗျမမျော်လင့်ထားတဲ့နီးနဲ့အကြောင်းတစ်ခုခုကြောင့်ဖြစ်စေလူတစ်စုံတစ်ယောက်ကြောင့်ဖြစ်စေဖော်ထုတ်ပြသလာတဲ့အချိန်မျိုးမှာမှအဲ့ဒီအဖိုးတန်ယရနာတွေရဲ့တန်ဖိုးကိုကျွန်တော်တို့ပြည့်ပြည့်ဝဝခံစားရတယ်ခင်ဗျဒီအဖိုးတန်ယရနာတွေအကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့အိမ်နောက်ဖေးကိုဝင်သွားလိုက်တာနဲ့တန်မီးဘိုကြီးပေါ်မှာကြက်တီရှိအငွေ့တလူလူနဲ့အမြဲတမ်းတွေ့နေရတဲ့ကျွန်တော်အမေရဲ့စွပ်ပြုတ်အိုးရဲ့အကြောင်းလည်းထည့်ပြောမှရမယ်ခင်ဗျကျွန်တော်အမေရဲ့စွပ်ပြုတ်အိုးကြီးကလည်းတကယ်တမ်းတော့အရေးတယူအတိမမပြုတ်ခံရတဲ့အဖိုးတန်ယရနာကြီးတစ်ခုပဲဗျအဖိုးတန်ယရနာလို့ပြောတော်ညာလဲဒီစွပ်ပြုတ်အိုးကြီးကခန်းနားနေတာမျိုးမဟုတ်ပဲနဲ့အဖြူနဲ့အပြာရောင်ကိုရောရှက်ပြီးတော့မှကြွေတုတ်ထားတဲ့အိုးပဲဗျဒီထက်ပိုပြောရရင်လဲနှစ်ပြိစေတအကြောင်းကျွန်တော်တို့အသုံးပြုခဲ့တဲ့အတွက်ကြောင့်မလို့ဒီကြွေအိုးကြီးရဲ့ဈေးရောင်နေရလဲတကွက်တစ်ဖက်တော့အနည်းဆုံးကွာနေတယ်ဗျအိုးထဲမှာမီးတောင်ရှင်ရှိသလိုအငွေ့တလူလူနဲ့ဟင်းရည်တွေကအမြဲတမ်းပလုံစီနေတတ်တယ်ဗျအိမ်နောက်ဖေးကိုရောက်ပြီးဆိုတာနဲ့တခါတည်းစပြုတ်အိုးကအနံ့ကနှာခေါင်းထဲကိုဝင်လာပြီးဆိုတာနဲ့တပြိုင်နက်တည်းလူကိုလုံခြုံစိတ်ချတဲ့ခံစားချက်ကိုအမြဲလိုရစေတယ်ဗျအကြောင်းကတော့မီးဝနားမှာရက်ပြီးစပြုတ်အိုးကြီးတဲ့ကိုတစ်သားရောက်ချိုဆိုရင်နဲ့မှွေနေတဲ့အမေကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဆိုတော့ညာစပြုတ်အိုးကထွက်တဲ့အနံ့ကိုရပြီဆိုတာနဲ့ကျွန်တော်တို့အိမ်ကိုရောက်နေပြီဆိုတာသိတယ်ဆိုတော့အိမ်ကိုရောက်နေပြီဆိုတဲ့အသိနဲ့တင်ကျွန်တော်တို့စိတ်ကလုံခြုံကြတယ်ဗျအမေရဲ့မီနီစထရိုနီဟင်းချိုရီကတကယ်တမ်းတော့တသက်မှတ်တဲ့အမြဲတမ်းသွားနေတဲ့အရာမျိုးမဟုတ်ဘူးဗျအမြဲတစေအမေကတီထွင်ဖန်တီးပြီးတော့အမြဲအသစ်အသစ်ဖြစ်နေတဲ့ဟင်းစွပ်ပြုတ်အိုးကြီးဗျတကယ်တော့အမေကငယ်ငယ်တုန်းကအီတလီမြောက်ပိုင်းဖီမွတ်ဆိုတဲ့တောင်ပေါ်ဒေသလေးမှာနေထိုင်ကြီးပြင်းလာခဲ့တဲ့သူဗျသူရဲ့စွပ်ပြုတ်အိုးကြီးကိုချက်တဲ့နီးစနစ်တွေကသူ့အဖွားစီကနေလက်ဆင့်ကမ်းလာတာဗျသူ့အဖွားကိုယ်တိုင်ကလည်းသူ့အဖွားရဲ့ဟင်းချက်နီးတွေကိုလက်ဆင့်ကမ်းလာတာဖြစ်ပြီးဒါမျိုးရိုးစင်ဆက်လိုက်လက်ဆင့်ကမ်းလာတဲ့နီးစနစ်တွေကိုသုံးပြီးတော့ချက်ပြုတ်ထားတဲ့အမေရဲ့စွပ်ပြုတ်အိုးကြီးဗျကျွန်တော်တို့တစ်ချိန်မှာအချိန်တစ်ခုကြာတဲ့အခါမှာအမေရိကကိုပြောင်းလာကြတယ်ဗျအမေရိကကိုပြောင်းလာသည့်တိုင်အောင်ကျွန်တော်အမေရဲ့စွပ်ပြုတ်အိုးကြီးကကျွန်တော်တို့မိသားစုကိုစားလောင်မွတ်သိမ့်မှုဆိုတာဘာမှမသိအောင်အမြဲတစေတာဝန်ယူပေးထားတယ်ဗျအငွေ့တလူလူဟင်းရည်ပလုံစီးနေတဲ့ဒီအမေရဲ့မီနီစထရိုနီဟင်းချိုရီရကျွန်တော်တို့အတွက်လုံခြုံမှုရဲ့သင်္ကေတဖြစ်ခဲ့တယ်ဗျဘလောက်ပဲ
ဟင်းအိုးထဲမှာပလုံနေစီနေကျွန်တော်တို့ဟင်းအိုးထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေကိုကြည့်ပြီးကျွန်တော်တို့မိသားစုရဲ့အခြေအနေကိုခံမှန်းလို့ရတယ်ဗျစုပြုတ်အိုးထဲမှာဟင်းရပြစ်အဲ့ဒီဟင်းရပြစ်ထဲမှာလေခရမ်းကျင်သီးတွေပဲသီးတွေမုံလာဥတွေကြက်သွန်နီတွေပြောင်းနေတရုတ်နန်နေနဲ့ပါစတာတွေဒါအပြင်အသားဘက်တွေပါတွေ့နေရမယ်ဆိုရင်တော့မိသားစုစီးပွားရေးအခြေအနေတော်တော်ပြေလည်တဲ့သဘောဗျဟင်းကြိုရီကျဲတောက်ရေတတလောက်ပဲရှိမယ်ဆိုရင်တော့ကျွန်တော်တို့အတော့စီးပွားရေးချက်တဲပိန်ရှုံးနေပြီဆိုတဲ့သဘောပဲဗျကျွန်တော်တို့ဟင်းရီကျဲသည်ဖြစ်စေပြစ်သည်ဖြစ်စေအမေရဲ့စွပ်ပြုတ်အိုးထဲမှာထဲတဲ့မြည်သည့်ပါဝင်ပစ္စည်းမစိုးကျွန်တော်တို့အလကားလှုပ်ပြလို့မရဘူးဗျမင်းကအမြဲပြောတယ်အစားတောက်ဆိုတော့အလကားလှုပ်ပြဖို့မဟုတ်ဘူးတဲ့ဗျဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အမေရဲ့ minestrone အိုးကြီးကိုတန်မိုးထားပြီးတော့ကျွန်တော်တို့လုံခြုံမှုရဲ့သင်္ကေတလည်းဖြစ်တယ်ဗျဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲဗျအားလုံးပဲကောင်းသောနေ့လေးပါခင်ဗျ